할렐루야. 야신 지수로 지금말에 이니 저러디니아마 아역친시라 저러디마 소비코냐시의 수라가 루의 찬시 마호부 수라로 받이 잘해 배야의 찬시 테마 좀 시린 채비대 배야의 찬시 테마 좀 소비야라 비대 배야의 찬시 테마 좀 수법이로 배야리는 구거야 비바래 아멘 그 배야심을 거기비라도 거기에는 배야심 보세요 투더피엔 디니 이비소에 내놓아 배아리키 아대시나 놓바다고 우리가 권이 야래 소라가 정보바고 그 어비우래 그 반지대 배아리키 정답이ဖြစ်တယ် ဆိုတဲ့ကြောင့်ရုံပြောချင်တယ်။အမှန်နေ့ချက်နေနဲ့ဒီလိုမျိုးဘုရားသခင်ပေးတဲ့အခွင့်အရေးကိုဖန်တီးပေးတဲ့ဒီမှာဆရာမမာလို့နဲ့တကွာဆရာမခိုင်တော့ဗောနော်ဒီမှာရှိတဲ့ပြည်သူတင်သားများအားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ပြီးတော့နံပါတ်3ချက်နေနဲ့အခုနဆရာမပြောတယ်ဗောနော်ရှီရန်တိုက်စစ်ဖို့တွေဖြစ်တယ်ကျွန်တော်ရဲ့အဖိုက်သားများအားလုံးကျေးဇူးများတင်တယ်ရရှိကောင်းနေပါစေကြီးကျယ်ဗောနော်အားပေးကြပါပါတယ်ဆိုတော့ကျေးဇူးတင်တယ်ဟုတ်ပြီကျွန်တော်အများကြီးမပြောဘူးကျွန်တော်နှုတ်ပတ်တော်ထဲကအနေငယ်ဆိုတဲ့အခါမှာလည်း2နာရီဖြစ်သွားနိုင်တယ်3နာရီလည်းဖြစ်သွားနိုင်တယ်ဆရာမမစခင်တော့ပြောတဲ့ကြိုက်တော့ချဲလို့ရတယ်ဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းဝိညာဉ်တော်ဖွင့်ပြတဲ့အတိုင်းပဲကျွန်တော်လည်းဝိညာဉ်တဲ့ခံမှာဖြစ်ပါတယ်ဆိုတော့ဒီနားမှာရှင်းပေးစီများကိုခဏတော့ဆရာကပြအရန်ချောတယ်လို့ပြောခိုင်းနော်ပြန်လည်းပြောရအောင်အရန်လန်းတယ်လို့မိတ်ဆွေအရန်လန်းတယ်အာမင်မောရှိကတောင်ပေါ်မှာအရက်40လုံးဘုရားသခင်ရဲ့ဘုန်းတော်နဲ့သူဘုရားသခင်နဲ့မျက်မှောက်တော်ထဲမှာသွားနေခဲ့ရတယ်အရက်40လုံးအဲ့ဒါနဲ့သူတိနာပေါင်တောင်ပေါ်နေဆင်းလာတဲ့အခါမှာသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဘုရားသခင်နဲ့ဘုန်းတော်နဲ့ဘုရားသခင်ဘုန်းတော်နဲ့လွန်ခြုံသွားတဲ့အခါမှာလူတွေကသူ့မမြင်နိုင်ဘူးဘုန်းတော်နဲ့လေးတောက်ပနေတယ်ဒီလိုပါပဲဘုရားသခင်ရဲ့နှုတ်ပတ်တော်နဲ့ဘုရားသခင်မျက်မှောက်တော်ထဲမှာကြည်ပြင်းလာတဲ့ဘုရားသခင်မျက်မှောက်တော်နဲ့အသက်ရှင်တဲ့ဘုရားသခင်မျက်မှောက်တော်နဲ့သွားလာတဲ့မိတ်ဆွေဒီနေ့ပြီးတဲ့နေ့ထူခြားလာမှာဖြစ်တယ်ကိုယ်ရောချောလာတယ်ကိုယ်လမ်းလာတာဖြစ်တယ်အာမင်ဘုရားရှင်ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီကနေ့အင်္ဂါနေ့ကနေမနေ့အထိပေါ့နော်မနေ့အထိကျွန်တော်လည်းဘူးဆရာအကပဲဟိုမစ်ရှင်ဟိုမှာကျွန်တော်ခံလုပ်ခွင့်ရခဲ့တယ်ဆိုတော့များစွာသောလူငယ်လူကြီးကလေးတွေကတကယ်ဝိညာဉ်တော်ရဲ့လူတီချင်းပြောင်းလဲခြင်းတွေတကယ်နဲ့မလက်ခံတာတွေတွေ့ရတယ်။ရှင်ကျေးဇူးတော်ချီးမွမ်းတယ်။ဆိုတော့ခုနကျွန်တော်တို့လည်းဟိုမှာပြင်ပန်းခဲ့သမျှပေါ့နော်။ဒီမှာချီးမွမ်းကိုယ်ချက်လည်းမှာပေါ်ပါခြင်းခံစားရပါတယ်။အာမင်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်မျက်မှောက်တော်ရှိတဲ့နေရာဘုရားသခင်ခြင်းဝတ်တဲ့နေရာပြီးတော့ဘုရားအတွက် open heart ဖြစ်တဲ့နေရာမှာလူတွေကတော့လက်ရှိခံစားတာဖြစ်တယ်။ဆိုတော့နောက်ကပတ်တော်ကိုကျွန်တော်ဖန်ကြရအောင်ကျမ်းစာပါရဆိုရင်ဂျေရမီအနာဂတိကျမ်းခန်းကြီး7ထဲကကျွန်တော်ဒီနေ့က Bible study ပုံစံလိုမျိုးသွားမယ်ရမလားအလုံးကျမ်းတော့ပါလားပါရစင်ကိုယူစွာနဲ့မြောက်ထားကြတယ်ကွာဒီနေ့ပါလာတဲ့ကျမ်းစာကိုဘာလို့ဆိုလဲခုဖုန်းကိုလာလို့ရပါတယ်ပြောလို့ရပါတယ်ဂျေရမီအနာဂတိကျမ်းခန်းကြီး7အခန်းငယ်8အလုံးတွေ့ပြီလားဟုတ်ပြီတော့ဘာဖတ်ကြရအောင်ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရကြောင်းဖြစ်စီတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံတော်သူဖြစ်၏ထိုသူသည်ကယွေရှိသောဘုရား၌ဆက်၍မြင့်နာမအမြင့်ချသဖြင့်ပူသောအရှိန်ရောက်ကြောင်းသည်အရှင်မင်းမျိုးက
မိုးခေါင်သောကာလ၌ဆွေးရာမရှိပဲအစီအမြဲဒီကိုတည်တတ်သောအပင်လည်းတူ၏နှုတ်ကပတ်တော်အဖြစ်ကိုချင်းစရာဖျားရှင်ကောင်းပေးပါစေခဏနဲ့ကြာကျွန်တော်10မိနစ်ကျွန်တော်နှုတ်ကပတ်တော်ကိုသွားမယ်နောက်ဆုံးပိုင်းမှာကျွန်တော်ဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုခါတဲ့တိခါနေတဲ့ချက်တွေရှိတယ်ဆိုတော့ဒီနေ့ကျွန်တော်ခေါင်းစဉ်အနေနဲ့ဝိညာဉ်တော်နဲ့ပြည့်ဝသောကောင်းခြင်းမိကခံစားတော်သူဆိုပြီးတော့ကောင်းစဉ်ပြချင်တယ်ဝိညာဉ်တော်နဲ့ပြည့်ဝသောကောင်းခြင်းမိကခံစားတော်သူဒီနေရာမှာကျွန်တော်ဖတ်ကြည့်တဲ့အခါမှာနော်ကောင်းခြင်းမိကခံစားတဲ့သူတွေကဘယ်လိုမျိုးပုံစံတွေလဲဆိုတာကိုကျွန်တော်တွေ့ရှိရတာဖြစ်တယ်ဘယ်လိုပြရလဲဒီမှာထာဝရဘုရားကိုကိုးစားတော်သူပြီးတော့ထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စီတော်သူတဲ့ကောင်းခြင်းမိကခံအပ်တော်သူဖြစ်တယ်နော်ကောင်းခြင်းမိကခံအပ်တော်သူဖြစ်တယ်ဆိုတော့ကျွန်တော်အဝေးတင်တတိယနဲ့နောက်ဆုံးနေ့ပေါ့နော်တက်တော်ကကျွန်တော်တို့ philosophy အခန်းထဲမှာကျွန်တော်တို့တကယ်ချင်း၃ယောက်နဲ့တူသွားတယ်အဲ့မှာကျွန်တော်ဆွေးနွေးသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတဲ့အရာဖရားအကြောင်းပေါ့နော်ဒီ ATS တွေဒီဖရားမဲ့ဝါဒီအကြောင်းတွေကိုကျွန်တော်သင်ရတာဖြစ်တယ် philosophy ထဲမှာအဲ့တော့တကယ်ချင်းတွေဒီမယုံကြည်သူတကယ်ချင်းတွေကျွန်တော်ဆွေးနွေးတိုက်ပြီးရင်းနဲ့သူတို့ကကျွန်တော်ကိုကြည့်တဲ့အခါမှာမင်းကဖရားယူလို့နေတယ်ပေါ့အဲ့တော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့အဲ့ဆိုရင်ကျွန်တော်ရှုနေတဲ့လေတွေပေါ့နော်ပြီးတော့နေအောင်ခြေတွေသူဖန်ဆင်းပေးထားလိုက်ကျွန်တော်ရေမြေတောတောင်တွေကျွန်တော်တောက်နေတဲ့ရေတွေကစားပြီးသူဖန်ဆင်းထားတယ်လဲဆိုတဲ့ဟာကြီးကျွန်တော်အဲ့လိုမျိုးတစ်စက်တစ်စက်ဖရားအကြောင်းကိုဖရားဖန်ဆင်းခြင်းအကြောင်းတွေတစ်စနစ်ဆွေးနွေးရင်းနဲ့နောက်ဆုံးမှကျွန်တော်ပြောစရာမရှိတော့ဖြစ်နေတယ်သူတို့ကလည်းကျွန်တော်ကြည့်အငင်းခုန်လုပ်နေတယ်နောက်ဆုံးကျတော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့ငယ်ချင်းတွေကဖရားမရှိတော့အသက်ရှင်လို့ရမှာပါကျွန်တော်ရဲ့အဖြေကနောက်ဆုံးအဖြေအသက်ရှင်လို့ရမှာပါဒါပေမဲ့ကျွန်တော်ကျတော့ဖရားမရှိဘူးဆိုရင်တစ်စက္ကန့်တော့မှအသက်ရှင်လို့မရဘူးဆိုတော့ကျွန်တော်အဲ့ဒါနဲ့အဆုံးသတ်လိုက်ရဖြစ်တယ်အဲ့တော့အထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူတွေဟာဖရားတကယ်မရှိဘူးဆိုရင်အသက်ရှင်လို့မရတာဖြစ်တယ်အာမင်အဲကြောင့်ဒီညမှာယေရမိကထာဝရဘုရားကိုးစားတော်သူတဲ့နော်ထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စီတော်ကောင်းခြင်းမိကိုခံအပ်တော်သူဖြစ်တယ်ကောင်းခြင်းမိခံတော်သူတွေကဘုရားသခင်ကမိမိကိုးစားရအကြောင်းဖြစ်စီတယ်ပြီးတော့အရာရာမှာကုညံကိုမိမပြုတ်ပဲနဲ့အထာဝရဘုရားပေါ်မှာပဲမြင်ကူပြီးတော့အသက်ရှင်နေတဲ့ယုံကြည်သူအသက်ရှင်နေတဲ့လူငယ်မောင်နဲ့လူကြီးကလေးသူငယ်တွေကတကယ်ကောင်းခြင်းမိခံအပ်တော်သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီညမှာရှင်းရှင်းလင်းလင်းတွေ့ရတာဖြစ်တယ်အဲ့လိုမျိုးပုဂ္ဂိုလ်တွေကရည်ရှိတော်ရ၌စိုက်ရခြင်းနာမှာမြင်ပြရတယ်တဲ့အားလုံးဒီတောင်ပေါ်ချောင်းသားမှာစိုက်နေတဲ့ဒီရေမြောင်းသားမှာစိုက်နေတဲ့တစ်ပင်တွေတွေ့ဖို့မှာပါအမြဲတမ်းလူကာလရောက်နေတော့လည်းပဲစိတ်အမြဲတမ်းစိတ်လန်းဆိုပြီးနေတယ်လူကာလရောက်နေတော့လည်းပဲအရှုံးမငြင်းမနှွမ်းပဲနဲ့အမြဲတမ်းစိတ်လန်းဆိုပြီးနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အဲကြောင့်ထာဝရဘုရားကိုးစားခြင်းနဲ့အသက်ရှင်နေတဲ့လူတွေကရရှိတော်ရတဲ့ site ပြီးတော့အသက်ရှင်တဲ့တစ်ပင်နဲ့တွေ့တယ်အမြဲတမ်းအသက်ရှင်တဲ့စိတ်လန်းနဲ့ဆိုပြီးတယ်ဘိနာဘဝချင်းမှာဘယ်တော့ပဲဒုက္ခမုန်တိုင်းတွေရှိနေပါစေဘိနာဘဝချင်းမှာဘယ်တော့ပဲနော်ပြဿနာတွေရှိနေပါစေမမှုပဲနဲ့အမြဲတမ်းဒီဒုက္ခတွေကသူ့ဒုက္ခမပေးနိုင်ဘူးအမြဲတမ်းအသက်ရှင်နေတယ်အမြဲတမ်းဆိုပြီးနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့လိုမျိုးပုံကိုယ်တွေဘယ်သူတွေလဲဆိုတော့ဘုရားသခင်ကိုးစားတဲ့သူတွေဖြစ်တယ်အာမင်ပြီးတော့အထူးသဖြင့်ကျွန်တော်ခေါ်အားရတဲ့ຢာပေါ့နော်မူခောက်တော့ကာလ၌တဲ့ဆွေးရင်ကြမရှိပဲမူခောက်တော့ကာလ၌ဆွေးရင်ကြမရှိပဲဟုတ်ပြီအပေါ်မှာအမြဲတမ်းစိတ်ကဒီနာမှာမိပြတဲ့ဖြင့်ပူသောရှင်ရောက်ကြောင်းကိုမသိဘူးတဲ့အရန်စင်ပြေနေတယ်ဒါပေမဲ့မူခောက်တော့ကာလ၌ပြင်ဆွေးရင်ကြမရှိဘူးတဲ့မူခောက်တော့ကာလမကြုံရဘူးလို့မပြောတော့ဘုရားတက်တာမှာလားအဲ့ဒီမူခောက်တော့ကာလ၌ပြင်လေအများဖြင့်300မရှိတဲ့300ပတ်သက်300မရှိတဲ့ကာလ၌ပြင်လေစားရမရှိတဲ့အချိန်ကာလ၌ပြင်လေစိုးရိမ်ကြမရှိဘူးတဲ့အာမင်အစီအမြဲအပြီးကိုတည်တတ်တော့ပြင်နေတူတယ်အဲ့လိုမျိုးပုံကိုယ်တွေကတူလဲဆိုတော့ဘုရားသခင်ကိုကိုးစားယုံကြည်ခြင်းနဲ့အသက်ရှင်နေတဲ့
လူတွေဖြစ်တယ်ဆိုတော့နံပါတ်1ချက်အနေနဲ့ဘုရားသခင်ကိုကိုးစားတော်သူတွေကောင်းကြီးမင်္ဂလာခံရတော်သူဖြစ်တယ်ပြီးတော့အဲ့လိုမျိုးလူတွေကအချိန်တိုင်းအသေးကိုနေတယ်ကျွန်တော်ဆာလကျမ်းနံပါတ်1ထဲမှာလည်းတွေ့ရတယ်ရရှိတော်အရင်လိုက်ဆိုင်တယ်ကာလအချိန်တိုင်းအသေးကိုနေတယ်ပြီးတော့ပြုလို့သမျှအောင်မြင်တယ်လို့ပြောသေးတယ်ဆာလထဲမှာနော်ဆိုတော့ဘုရားရှင်ကိုကိုးစားခြင်းအားဖြင့်ရရှိတဲ့ကောင်းကြီးမင်္ဂလာကဘယ်လောက်ကြီးမားတယ်လဲဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်ရှင်းရှင်းလင်းလင်းပြောရတာဖြစ်တယ်ဟုတ်ပြီအဲ့ဆိုရင်ဘုရားရှင်ကိုကိုးစားပဲနဲ့တခြားຢာတွေပေါ်မှာအသက်ရှင်နေတဲ့လူတွေရဲ့အသက်တာမှာဘယ်လိုခံစားရမလဲအပေါ်မှာဖတ်ကြည့်တဲ့အခါမှာတွေ့ရတယ်သာရဗျာမိတော်မူတဲ့လူကိုကိုးစားပြီးတော့လူသက်တော်ကိုအမိလူသဖြင့်စိတ်နှလုံးထဲ၌သာရဗျာထံမှာထွက်တော်သူတွေကျင့်ရတော်သူဖြစ်တယ်အရင်ပေါ်တယ်နော်ကျင့်ရတော်သူအောက်မှာအပေါ်မှာကျင့်ရတော်သူအောက်မှာကောင်းခြင်းခံရတော်သူဆိုတော့ကိုယ်သက်တာမှာကျင့်ရတော်သူဖြစ်ချင်သလားကောင်းခြင်းမင်္ဂလာကိုခံစားအတော်သူဖြစ်ချင်သလားအဲ့ဒါကိုကိုဆုံးဖြတ်ရမှာဖြစ်တယ်အာမင်ဆိုတော့ဘုရားသခင်ကိုးစားရဆိုရင်ကိုယ်ဘုရားသခင်ပေါ်မှာကိုယ်အသက်ရှင်ရဆိုရင်အဲ့ဒီကောင်းခြင်းမင်္ဂလာကိုတွေ့ဖြစ်တယ်ဆိုတဲ့အကြောင်းပြောရှင်းတယ်ဟုတ်ပြီနံပါတ်7နှစ်ချက်အနေနဲ့ဝိညာဉ်တော်နဲ့ပြည့်ဝသောကောင်းခြင်းနဲ့ခံအပ်တော်သူခံစားတော်သူဖြစ်ဖို့ကဘုရားသခင်ကိုချစ်ဖို့အမှန်တမ်းရည်ကြည်တာဖြစ်တယ်တခါတလေမှာဒီမှာလူငယ်တွေတော်တော်များများရှိတယ်နော်လူငယ်တွေလူကြီးတွေရှိတယ်ဆိုတော့လူကြီးတွေကတော့ဂျုံဖိုးမှဖြစ်တယ်လူငယ်တချို့ကတော့ဂျုံဖိုးချီမှဂျုံဖိုးမယ်အချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိရတာတွေ့ကြုံမရှိဘူးဖြစ်နေတယ်ဒီဆိုင်ဆိုတော့လူတယောက်ကိုကသဘောကျပြီလူတယောက်ကိုချစ်ပြီဆိုရင်အဲ့ဒီလူအတွက်ကဘာမှဆိုလို့မရချင်တဲ့ဆန္ဒရှိတယ်ဟုတ်လားဆရာမဆိုတော့ဒီမှာရှိတဲ့ဒီမှာအမေတွေပေါ့နော်ဒီမှာဖြစ်တယ်ဆိုတော့အဲ့ဒီကိုချစ်တဲ့လူတစ်စုံတစ်ယောက်အတွက်အမြဲတမ်းကအလုပ်ပေးချင်တဲ့ဆန္ဒရှိတယ်ဘယ်တော့ပဲပင်ပန်းနေပါစေနော်အဲ့ဒီလုပ်ရတာကိုရမ်းပြောတယ်ဘယ်တော့ပဲပင်ပန်းနေပါစေအဲ့ဒီလုပ်ရတာကိုကပင်ပန်းနေတယ်လို့မခံစားရဘူးနော်ဆိုတော့အခြေချက်ပြီးတော့မပြောတော့ဘူးဒါတော့လူငယ်တွေဆိုသိပြီးသားပါဘုရားခင်ရှုကတခါတလေမှာပေါ့ကျွန်တော်ဘုရားခင်ရဲ့အမှုတော်ကိုဆောင်ခြင်းနဲ့ဘုရားခင်ရဲ့စိတ်ကပ်ခြင်းနဲ့ဆိုပေမဲ့ဘုရားခင်ကိုမချစ်ဘဲနဲ့တော့သူ့အတွက်အသက်ရှင်လို့မရဘူးသူ့ရဲ့အမှုတော်ဆောင်လို့မရဘူးသူ့အမှုတော်ဆောင်တယ်ဆိုတဲ့အခါမှာကျွန်တော်ပြောချင်တယ်ဘုရားကျောင်းထဲမှာဒီအချိန်ပြည့်မှုတော်ဆောင်ပြီးကတာမှုတော်ဆောင်မဟုတ်ဘူးကျွန်တော်တို့တေဝဆရာကြီးကအများကြီးပြောလို့ရှိတယ်ယုံကြည်သူတိုင်းကအမှုတော်ဆောင်ဖြစ်တယ်တကယ်တော့ကျတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်အမြင်မှာကျတော့ကျွန်တော်ဘုရားကျောင်းထဲမှာတကယ်အချိန်ပြည့်မှုတော်ဆောင်တွေထက်ဒီအချိန်ပြည့်မှုတော်ဆောင်တွေကိုထောက်ပံ့ပေးတဲ့စီးပွားရေးသမားတွေပြီးတော့အသေးစိတ်သားတွေကပူပြီးတော့တော်တော်မှုတော်ဆောင်ဖြစ်တယ်ဘုရားတော်မှုတော်ဆောင်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ယုံကြည်သူတိုင်းကအမှုတော်ဆောင်ဖြစ်တယ်ကျွန်တော်အသက်ရှင်တဲ့အခါမှာဘုရားခင်ထားတဲ့နေရာမှာသစ္စာရှိစွာကျွန်တော်အသက်ရှင်နိုင်ဖို့ကဘုရားခင်ကိုနံပါတ်1အနေနဲ့ချစ်ဖို့အမှန်တမ်းရည်ကြည်တာဖြစ်တယ်မချစ်ဘဲနဲ့လှုပ်ဆောင်တယ်ဆိုရင်ပင်ပန်းတယ်လို့ခံစားမှာဖြစ်တယ်ကျွန်တော်တို့ဒီပတ်ထဲမှာကျေးဇူးတော်ကြောင့်အတင်းတော်အနေနဲ့ဥဆောင်ခွင့်ရတဲ့အခါမှာအားလုံးပေါင်းလူငယ်လူကြီးကလေးပေါ့နော်ဒီအရွယ်ဆုံးပဲ260လောက်လာနိုင်တယ်အဲ့မှာကကျွန်တော်တို့ဒီအားရပါရဖျက်ရှိဖို့မျက်နှာရှာကြတယ်ဆိုတော့ကောင်းဆောင်ပိုင်းတွေကျတော့တော်တော်လေးပင်ပန်းရတယ်မတစ်ဖက်ကနေဖြားလေးကိုချစ်တဲ့စိတ်နဲ့လှုပ်ဆောင်တယ်ဆိုတဲ့အခါမှာအဲ့ဒီပင်ပန်းတဲ့အရာကခုတက်တာစီတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဖြားလေးကိုချစ်တဲ့စိတ်နဲ့လှုပ်ဆောင်လို့ဖြစ်တယ်ဆိုတော့အကျဉ်းရှုကပြောတယ်ပေါ့နော်ဒီဘုရားရှင်ကိုချစ်ပါတဲ့မှတ်တဲ့20-30ခွန်ထဲမှာအဲ့ဒါတော့ပထမပညာဖြစ်တယ်ကျွန်တော်တို့အကျဉ်းရှုပေးထားတဲ့အရာမိမ္မာချက်ကမဟာစီခိုက်ချက်နဲ့မဟာမိမ္မာချက်ဆိုတဲ့တစ်ခုရှိတယ်မဟာ the great commandment and the great commission commandment ကြတော့မဟာစီခိုက်ချက်ဖြစ်ပါဟုတ်တယ်မဟာစီခိုက်ချက်ကဒီဘုရားရှင်ကိုစိတ်နှလုံးချမဲ့ချစ်ပါမဟာမိမ္မာချက်ကပါလဲဆိုတော့လူမျိုးတကာကိုငါတကယ်ဖြစ်စေပါ
ကျွန်တော်အားနေနေတဲ့အရာကဘာလဲဆိုတော့မဟာမိတ်မှာချက်ကိုအကြီးကျယ်လို့ဆောင်နေတယ်လူမျိုးတကာဟိုခရစ်တော်ရဲ့တပည့်ဖြစ်စေဖို့ကျွန်တော်အကြီးကျယ်အလုပ်ရှာနေတယ်ယုတ်ကနေတဲ့တာသနာတော်ထဲမှာကျွန်တော်ကြိုးစားပြီးတော့လှုပ်ဆောင်နေရတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကျွန်တော်ပြက်ကွက်နေတဲ့အရာတစ်ခုကဘာလဲဆိုတော့မဟာစိတ်ခိုက်ချက်ဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့တင်းပြားသခင်ကိုတင်းပြားသခင်ကိုစိတ်နှလုံးထဲမှာချစ်ပါတဲ့ The Great Commandment the Great အင်္ဂလိပ်လိုဆိုရင် The Great Commission and the Great Commandment ပေါ့နော်ဆိုတော့ကျွန်တော်ဘုရားသခင်ရဲ့မဟာစိတ်ခိုက်ချက်ကိုမလုပ်ဘဲနဲ့မဟာမိတ်မှာချက်ကိုလှုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်တနည်းအားဖြင့်ဘုရားသခင်ကိုမချစ်ဘဲနဲ့ဘုရားသခင်ကိုမချစ်ဘဲနဲ့သူ့ရဲ့အမှုတော်ဆောင်ထဲမှာကျွန်တော်ပါဝင်လို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်ဒီအတွက်ကြောင့်ဘဝတက်တာမှာဘုရားသခင်ကိုချစ်ဖို့မှဒါမှရည်ကြည်တယ်ဆိုတဲ့အကြောင်းပေါ့နော်ကျွန်တော်ပြောချင်တယ်ယောမဩဝါဒစာအခန်းကြီးရှစ်အခန်းငယ်28ထဲမှာယောမဩဝါဒစာအခန်းကြီးရှစ်အခန်းငယ်28ထဲမှာဘုရားသခင်ကိုချစ်တော်သူတည်းဟူသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုကတိတော်ရာတို့သည်ဒီနေ့တစ်နေ့တည်းပြုစုကြတယ်ကိုငါတို့သိကြ၏အလုံးပြန်ဖတ်ရအောင်ကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုကတိတော်အရာတို့သည်ဒီနေ့တစ်နေ့တည်းပြုစုကြတယ်ကိုငါတို့သိကြ၏ဒီမှာနော်ဘုရားသခင်ကိုချစ်တော်ဘုရားကချစ်တော်မဟုတ်ဘူးနော်ဘုရားကချစ်တော်မဟုတ်ဘုရားသခင်ကိုချစ်တော်သူတို့အတွက်ကြံစီတော်မူသောအရာတွေကခတ်သိမ်းသောအရာတွေ all things are work together for our goods အင်္ဂလိပ်လိုဆိုရင်ဆိုတော့ခတ်သိမ်းသောအရာတွေကကောင်းကိုယ့်ရဲ့ကောင်းမှုအလို့ငါပြုစုကြတယ်ဆိုပြီးတော့ဒီထဲမှာဆိုပြရတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကိုချစ်တော်သူတွေအတွက်ကောင်းခြင်းမင်္ဂလာကဘယ်လောက်ကြီးမားတယ်ဆိုတာဒီနေရာမှာဆိုပြရတယ်။ဟုတ်ပြီကျွန်တော်ကျမ်းစာပြန်ဖတ်ရအောင်တိကောအခန်းကြီးနဲ့အခန်းငယ်9ထဲမှာကိုရိန္သုဩဝါဒစာအခန်းကြီးနဲ့အခန်းငယ်9အလုံးတိဝိဆိုလူကဖတ်ရအောင်ကျမ်းစာကနေနဲ့ဘုရားသခင်ကိုချစ်တော်သူတို့ကိုလိုကဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကိုလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစည်သေးအဆက်လည်းဖတ်ရအောင်တို့ရာတို့ကိုဘုရားသခင်သည်မိဝိညာဉ်တော်အားဖြင့်ငါတို့အားပြတော်မူ၏ဝိညာဉ်တော်သည်ဘုရားသခင်နဲ့တည်းသောဘုရားတိုင်အောင်ခတ်သိမ်းတော်ရာတို့ကိုစစ်တော်မူ၏နော်ဒီနေ့မှလည်းတွေ့ရတယ်ကျမ်းစာလာတွေနဲ့နေတဲ့ဘုရားသခင်ကိုချစ်တော်သူတို့အဖို့လိုတာဘုရားသခင်ပြင်ဆင်တော်မူသောအရာတွေကတဲ့ဘုရားသခင်ကိုချစ်ပြီးတော့ဘုရားသခင်အတွက်သက်ရှင်တဲ့လူတွေအတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့အရာတွေကလူမျက်စိဖြင့်လည်းမမြင်သေးဘူးတဲ့နားဖြင့်လည်းမကြားသေးဘူးတဲ့စိတ်လုံးထဲမှာတော့မချမ်းစီသေးဘူးတဲ့အဖက်30ထဲမှာကျွန်တော်တွေ့ရတယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကကျွန်တော်တို့တောင်းပန်ကြံစီသမျှချက်အလိုကြိုးကြားစွာပြုတ်ချင်းကတတ်ဆုံးတော်မူသောဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဘုရားသခင်ကိုချစ်တော်ကျွန်တော်အရာရာမှာကိုဘုရားသခင်ကိုနံပါတ်1ညမှာထားတယ်အရာရာမှာဘုရားသခင်ကိုကျွန်တော်ချစ်တယ်ဆိုရင်အရာရာဘုရားသခင်ကိုစားပြီးတယ်ဆိုရင်နော်ဒီကောင်းခြင်းမင်္ဂလာတွေကလူအုံလုံးနဲ့မမြင်နိုင်ဘူးမျက်စိနဲ့လည်းကျွန်တော်မမြင်နိုင်ဘူးစိတ်လုံးထဲမှာတော့မကြံစီသေးဘူးတဲ့တကယ်သစ္စာနဲ့ဖြစ်တယ်အကြောင်းကျွန်တော်ခုနကချင်းတဲ့ထဲမှာဆိုတယ်ပေါ့နော်နာနဲ့တိုင်းမှာဂိယုနာတိကိုချပေးတဲ့ဘုရားသခင်ဖြစ်တယ်အသစ်ဆိုတဲ့အခါမှာအရင်တော့တစ်ခါမှမရှိဘူးတဲ့အရာဂိယုနာတော့အသစ်ဒီထဲမှာလည်းလူမျက်စိမမြင်ရသေးဘူးဆိုတော့အသစ်ဖြစ်တယ်အဲ့ဒါလည်းကျွန်တော်ရရှိမဲ့ရတာပြီးတော့နားပြလည်းမကြားရသေးဘူးလုံးဝနားထဲမှာတော့မကြားဘူးတဲ့စကားကောင်းခြင်းမင်္ဂလာပြီးတော့စိတ်နှလုံးထဲမှာတော့မကြံစီရသေးဘူးလူရဲ့စိတ်ထဲမှာတော့မရှိသေးတဲ့အရာတစ်ခုဖြစ်တယ်အခုနောက်ဆုံးပေါ့ဆိုရင် iPhone ဆိုဘယ်လောက်ရှိလဲတော့မသိဘူး i7 လား6 plus လားဆိုတော့ i6 plus နောက်ဆုံးပေါ့အကောင်းဆုံးဖုန်းဖြစ်တယ်အဲ့ဒါကလူရဲ့ကြံစီထဲကနေလူရဲ့အတွေးခေါ်ကြံစီထဲကနေဖြစ်လာတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကိုချစ်တဲ့သူတွေအတွက်ကောင်းခြင်းမင်္ဂလာက
အဲ့ဒီလူရဲ့အုံနောက်ထဲမှာတော့လူရဲ့ကြံစီထဲမှာတော့မရှိဘူးတဲ့အာမင်ဘယ်လောက်ထိကြီးမားတယ်လဲပေါ့နော်ဘုရားသခင်ကိုချစ်ရတာဘုရားသခင်အတွက်သိရှိရတာဘယ်လောက်ထိပုံမြတ်တယ်လဲဆိုတာဒီနေရာမှာစဉ်းစားကြည့်လိုက်ပါဆိုတော့အမတန်ဘုရားအတွက်ဘုရားကိုနံပါတ်1နေမှာထားတာကအမတန်မှပုံမြတ်တဲ့အရာဖြစ်တယ်ဆိုတဲ့အရာကျွန်တော်ဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်လေ့လာတွေ့ရှင်းရတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီအရာတွေကဒီကောင်းချီးမင်္ဂလာတွေကကျွန်တော်လူရဲ့အုံနောက်နဲ့မမြင်နိုင်ဘူးတဲ့နော်နံပါတ်10ထဲမှာဆက်ဖတ်ကြည့်ရပါဆက်ဖတ်ကြည့်တဲ့အခါမှာဘုရားသခင်ဒီမိမိဝိညာဉ်တော်အားဖြင့်ငါတို့အားပြတော်မူ၏တဲ့ဝိညာဉ်တော်အားဖြင့်ပြတယ်တဲ့နော်အဲ့ဒီအရာတွေကဝိညာဉ်တော်ဒီဝိညာဉ်တော်ဒီဘုရားသခင်နဲ့နေသောအရာတောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏တဲ့တော့တန်ရှင်းတော်ဝိညာဉ်တော်ဘုရားကကျွန်တော်ခွန်အားပေးုံတာမဟုတ်ပဲနဲ့ကျွန်တော်ကိုလမ်းပြပေးုံတာမဟုတ်ပဲနဲ့လူအုံနောက်နဲ့နားမလည်နိုင်တဲ့အရာလူအုံနောက်နဲ့မစည်းစားနိုင်တဲ့အရာတွေကိုဖွင့်ပြပေးတဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်ဆိုတာကျွန်တော်ဒီနှုတ်ပတ်တော်အားဖြင့်ရှင်းရှင်းလင်းလင်းကျွန်တော်မြင်တွေ့လို့ရတာဖြစ်တယ်ကျွန်တော်တခြင်းထဲမှာဆိုလည်းမြင်လို့တော့မရပေမဲ့ဝိညာဉ်တော်ဘုရားရဲ့ဒုတိယချင်းစကားပြောခြင်းကကျွန်တော်အများအားခံစားလို့ရတာဖြစ်တယ်။ဒါပေမဲ့မျက်စိနဲ့မြင်လို့မရဘူး။ဒါပေမဲ့ဝိညာဉ်ထဲမှာကျွန်တော်ခံစားလို့ရတယ်။အာမင်။အကြောင်းကျွန်တော်ဆိုရင်ဆရာတော်ကနည်းနည်းတက်ခံချင်းနည်းနည်းတက်ခံမယ်ဆိုရင်ဆရာတော်ကကျွန်တော်အញ្ញံ့တယ်ကျွန်တော်ဘယ်လောက်ချင်းညံ့လဲဆိုတော့ဒီမှာကပ်ပေါ်တော့ကျင်းပေါ်တော့တိမှာဖြစ်တယ်တခါဒီကူဖြည့်ရပါတော့ဒီကူဖြည့်တယ်အဲ့ဒါအရင်ပြောမယ်ကျွန်တော်ဖြည့်တဲ့အရာက definition 3ခုလား4ခုလားမသိဘူးအဲ့ဒါကကျွန်တော်3-4ခုလောက်ဖြည့်တဲ့အရာကိုကျွန်တော်ဘယ်နှမျက်နှာလောက်ရှိမလဲစာရွက်က3-4ခါလောက်တောင်းရဘာလို့ဆိုတော့ကျွန်တော်လက်ရေးကလုံးဝကျွန်တော်စာရေးလိုက်ပြီဆိုရင်အရန်ကြီးရဲ့စာကြောင်းတစ်ကြားကိုတစ်မျက်နှာလောက်ပြီးသွားတယ်ဘယ်လိုလဲမသိဘူးအခုပြန်စဉ်းစားကြည့်တော့ဒါပေမဲ့ကျွန်တော်အခုလက်ရေးကြည့်တဲ့အခါမှာတကယ်ချင်းတွေကအရန်ကြပြစားတယ်အရန်ကြည့်လို့ကောင်းတယ်ပြရှက်သေးဆိုတော့ဖြစ်တယ်ရေးသားလာပြီးမှဆိုတော့တော့ကြွေလောက်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်ဆယ်တန်းတော့တော်တော်လေးအခက်တွေ့ခဲ့တယ်ဉာဏ်ပညာပိုင်းမှာပြီးတော့ဆယ်တန်းရောက်တဲ့အခါမှာကျွန်တော်ရန်ကုန်မှာရောက်တယ်ဆိုတော့တော်တော်လေးဗမာစကားနဲ့တော်တော်အခက်အခဲတွေ့တယ်ဆရာကြီးပြောတဲ့စကားနားမလည်ဘူးပြီးတော့ကိုဖတ်တဲ့စာရဲ့အဓိပ္ပာယ်နဲ့နားမလည်ဘူးဒီလိုနဲ့ဆယ်တန်းဘယ်လိုအောင်နိုင်လဲကျွန်တော်အရန်ဝမ်းနဲ့ကြည်ဝဲခဲ့ရတယ်စိတ်ရလက်ချက်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ဒီဟေရှယခါကြီး7အခါငယ်နေပေါ့နော်ကျွန်တော်မြန်မာလိုအလုပ်ချက်တယ်ဒီအရာကို3-4ကျောင်းလောက်ပဲရှိတယ်အဲ့ဒါတစ်ပတ်လုံးကျွန်တော်အလုပ်ချက်တယ်အဲ့ဒါဖြစ်တဲ့ချမ်းစာပေါ့ထာဝရဘုရားရဲ့ဝိညာဉ်တော်ဒီဟုသောဉာဏ်ပညာကိုပြီးတော်ဝိညာဉ်ကျမ်းစီတဆွမ်းနိုင်သောတတိကိုပြီးတော်ဝိညာဉ်ထာဝရဘုရားကိုတည်ရကြောက်ရွံ့သောသဘောကိုပြီးတော်ဝိညာဉ်တော်ဒီကျွန်တော်ပေါ်မှာကျင့်ဝတ်တော်မူ၏ဆိုတဲ့အရာကျွန်တော်အဲ့ဒီအရာကိုထပ်ထပ်ခောက်ကျွန်တော်ရွတ်ဆိုတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ရဲ့အကျိုးဆက်ပေါ့နော်အဲ့ဒီနှုတ်ကပတ်တော်ရဲ့အကျိုးရလာကျွန်တော်ဘောတက်တာမှာတကယ်ခံစားရတာဖြစ်တယ်။လုံးဝတော့မှကျွန်တော်မထင်တာဘူးကျွန်တော်chapter and test တွေ3နိုင်မိခေါက်တယ်စာမိခေါက်နေပြည့်တယ်ဆိုရင်ကျွန်တော်အောင်တယ်ဆိုတော့တခါမှမရှိဘူးကျွန်တော်အမြဲတမ်းကြားရရကပါလဲဆိုတော့သင်ချာကြတယ် chemistry ကြတယ်အင်္ဂလိပ်စာကြတယ်နော်3-4ပါအမြဲတမ်းကြတယ်လုံးဝမျှော်လင့်စရာမရှိတဲ့အခြေအနေဖြစ်တယ်။ဒါပေမဲ့ကျွန်တော်အရာခက်တင်းကိုဖျားလို့အနန္တတယ်ဖျားလို့ကိုးစားတဲ့အခါမှာနှစ်ချင်းတော့ပြန်ပြီးအောင်မြင်ခွင့်ရရှိတာဖြစ်တယ်ဆိုတော့ဒါဖျားရှင်ကျေးဇူးတော်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမှတ်စရင်းထုတ်တဲ့အခါမှာကျေးဇူးတော်အမှတ်ကနှစ်ပါးသာရှိပါတယ် physics နဲ့တင်ကြကကျေးဇူးတော်အမှတ်40ကွတိဖြစ်တယ်ဒါပေမဲ့ကျန်တဲ့အရာတွေကအမှတ်ကောင်းတယ်ကျွန်တော်အရာစူးစမ်းတဲ့အရာပေါ့နော်တတိခံခြင်းတဲ့အရာကပါလဲဆိုတော့အင်္ဂလိပ်စာတခါမှမအောင်ဖို့တဲ့အင်္ဂလိပ်စာဖြစ်တယ်ဒါပေမဲ့ဒီကဲရန်ကျွန်တော်စာပေပွဲအောင်တဲ့အခါမှာအမှတ်စရင်းမှာကြည့်တဲ့အခါမှာကအင်္ဂလိပ်စာကို56မှတ်နဲ့ကျွန်တော်အောင်မြင်တာဖြစ်တယ်တကယ်ဘုရားနာမည်နဲ့ထားပါတော့ဆိုတော့ဝိညာဉ်တော်ဘုရားကကျွန်တော်ဘဝသက်တာမှာဉာဏ်ပညာကိုပေးပိုက်တဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်နားမလည်နိုင်တဲ့အရာတစ်ခုကိုဖွင့်ပြပေးနိုင်တဲ့ဝိညာဉ်တော်ဘုရားဖြစ်တယ်
ဒီနှုတ်ပတ်တော်အပြင်နှုတ်ပတ်တော်ထဲမှာရှိတဲ့ဘုရားသခင်ရဲ့ဒီစကားတော်တွေဟာလည်းလူအောင်လုံးနဲ့နားမလည်နိုင်ဘူးဒါပေမဲ့ဝိညာဉ်တော်ကဖွင့်ပြပေးနိုင်တယ်ပြီးတော့ကိုယ်တည်ယူနေတဲ့ပညာပြီးတော့ကိုလုပ်နေတဲ့ဒီ management နဲ့ကဏ္ဍတိုင်းမှာနားမလည်နိုင်ဘူးမလုပ်ဆောင်နိုင်ဘူးဆိုရင်ဝိညာဉ်တော်ဘုရားကကျွန်တော်ရဲ့ခွန်အားဖြစ်တယ်ကျွန်တော်ကိုမဆတော်အရှိဖြစ်တယ်ဆိုတဲ့အကြောင်းပြောရှင်းတဲ့ဒီတို့ကြောင့်ကျွန်တော်ထိုင်နေမိတ်ဆွေများအတက်တာမှာကိုလုပ်နေတဲ့ကဏ္ဍတစ်ခုတိုင်းမှာမတတ်နိုင်ဘူးမလုပ်နိုင်ဘူးမစွမ်းဆောင်နိုင်ဘူးဆိုရင်ဘုရားသခင်ကိုအားကိုးပါဝိညာဉ်တော်ဘုရားကိုခေါ်ပေးပါမိတ်ဆွေကိုကိုငင်မဲ့ကိုငင်ဖို့အစဉ်တည်းရှိနေတဲ့ပါရာကလတောစ်ဖြစ်တယ်အာမင်စာလံ46ဒီစာလံ46ကျွန်တော်ဖတ်တဲ့ချိန်တိုင်းမှာကျွန်တော်ခွန်အားရတယ်ဘယ်ချိန်ပဲဖတ်ကျွန်တော်ခွန်အားပေးနဲ့ကျမ်းပါရတဲ့အားလုံးတွေ့ကြလားစာလံ46တွေ့ပြီဆိုတော့တို့ကတိတ်ကနေ5ရှိပေါ့နော်တို့ကဖတ်ကြရအောင်ဘုရားသခင်ဒီငါတို့ကိုယ်လုံးများဖြစ်ခွန်အားကိုပေးတော်မူ၏ဒီရောက်ဒီကာလအထူးသဖြင့်ကိုမတော်မူကြောင်းထင်ရှားလို့ရှိ၏ထို့ကြောင့်ထိုမြည်ထီးပြီးဖြစ်တောင်းများတို့လိုပါလေငါတို့ဒီကြောင်းလည်းချင်းရှိဘုရားရဲ့ဒီမောဝင်တော့ပါလေအဲ့ဒီဘုရားရဲ့ပြည့်တောင်းများတို့လိုပါလေမိတ္တိရှိသည်သူမြည်ဒီစီရဲ့ဘုရားခင်ပြုတ်ခြင်းမူသောအမြင့်ဆုံးသောဘုရားခြင်းတော်မူရာတန်ရှင်တော်မူတော်ကိုရှင်လာစေတတ်၏ထိုမြို့သည်ဘုရားခင်ခြင်းတော်မူရာဖြစ်၍လုံလုံချင်းမရှိရာမူတော်လင်းစားဘုရားခင်ကိုမတော်မူလေအာမင်ဒီတော့ဘုရားတော်ထဲမှာနော်ကျွန်တော်ခုနဖတ်တဲ့အတိုင်းပဲဘုရားခင်ဒီကျွန်တော်လည်းခိုးလုံရာဖြစ်တယ်ကျွန်တော်ခိုးလုံရာဖြစ်တယ်ပြီးတော့ခိုးလုံရာတာမကပဲနဲ့ခွန်အားဖြစ်တယ်ခွန်အားကိုပေးတယ်ဘေးရောက်ဒီကာလဘာပြောလဲအထူးသဖြင့်ဘေးရောက်ဒီကာလအထူးသဖြင့်ကုမတော်ကိုကြောင့်ထင်ရှားလက်ရှိအပွားဟာရကျွန်တော်ဖတ်တဲ့ချိန်တိုင်းမှာခွန်အားရတယ်ဒါပေမဲ့အတိအကကျွန်တော်နှလုံးသားကိုတိုးကြည့်တဲ့အရာကဘာလဲဆိုတော့ဘေးရောက်ဒီကာလအထူးသဖြင့်ကုမတော်ကိုကြောင့်ထင်ရှားလက်ရှိဆိုတဲ့အရာကျွန်တော်အရန်ခွန်ရတာဖြစ်တယ်ကျွန်တော်ဘောတက်တာမှာလည်းဒီအရာတွေအမြဲတမ်းတည်တည်ခါချက်တွေရှိတယ်အဲ့ဒီအများကြီးမှာကျွန်တော်ကခုပြောမယ်ပထမတစ်ခုကတရက်တော့ကျွန်တော်ဒီရောက်ခါကအိမ်မှာစားပြန်မရှိဘူးအဖေကဆိုရဝန်ထမ်းဖြစ်တယ်ပြီးတော့ရောက်တော့ရောက်ခိုင်းဆိုတော့ရောက်စားဆိုတော့အခြေအနေလဲပတ်စံဘယ်လိုပြောလဲဒီနာပေါ်ချင်းတွေမှာလည်းအတိအကျမရှိသေးဘူးဆိုတော့ကျွန်တော်အဖေကပြောမယ်ဆိုရင်အခုကော်မူအားလုံးကော်မူသိလားကော်မူပညာရေးအရေးမွေးရုံမှာသူကအခုတောင်ထမ်းဆောင်နေတာဖြစ်တယ်ခုတစ်ထိပဲ2005ကနေအခုတစ်ထိတောင်ထမ်းဆောင်နေတော့ဖြစ်တယ်ဆိုတော့ရောက်တော့မှရောက်စားတော့မှဆိုရင်တော်တော်လေးခက်ခဲခဲ့တယ်တရက်ကျတော့စားရမရှိတော့စံကုန်သွားပြီမနေ့ကမှစားရမှလည်းမရှိဘူးဘာမှမျောလင့်စရာမရှိတော့အဲ့နဲ့ဒီတိုင်းပဲနေရင်းနဲ့ဘူးချုပ်သွားတယ်အဲ့ဒီအချိန်မှာမျောလင့်ချက်မဲ့စွာနဲ့ကျွန်တော်ဖေကဂရန်နာဘက်မှာကျွန်တော်အကြောင်းရအပေါ်ဆောင်ထပ်မှနေရဆိုတော့အဲ့ဂရန်နာဘက်မှာဒီလိုမျိုးဘာလို့ရမှမသိဘူးအဲ့လိုမျိုးနေတဲ့အချိန်မှာစိုက်ကားတစ်စီးဝင်လာတယ်အဲ့နဲ့အဲ့စိုက်ကားကအထုပ်တဲလာတယ်ဘုရားတော်တရားတော်ကျောင်းဆရာကြီးအတွက်ဖြစ်မယ်ပေါ့နော်အလုံးဝတော့ပြောရချောင်းအဲ့စိုက်ကအခုအိမ်အောက်မှာစိုက်လာပြီးတော့အဲ့စာအိမ်ပေါ့နော်ကျွန်တော်အိမ်ကိုတက်လာတယ်အဖေအရင်အောင်ဟောတယ်အဲ့နဲ့ကျောင်းစာအိမ်ကိုလာချပြီးတော့သူကဒါကျောင်းဆရာမကြီးတယောက်ကလာပို့ပြီးသွားတယ်ဆိုပြီးတော့ပြောသွားအဲ့ဒီအရာအဲ့ဒီအဖေကကိုယ်စုံစမ်းကြည့်နေတော့ပေါ့နော်အဲ့ဒီလာပို့ပြီးတဲ့သူကဘယ်လိုလဲဆိုတော့ကိုတစ်ချက်မသိသေးဘူးဆိုတော့ဘေးရောက်ဒီကာလဖျားသခင်ကအထူးသဖြင့်ကုမတော်ကိုကျွန်တော်ထင်ရှားလက်ရှိတယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်မိသားစုအတွက်
get the day in the Surya. I'm not teaching at the day continue. So, Pialikinga, to the pin, Bidoka, Mayosi in a Piabite, to another Miri. Bidoka Gani, Quekare, and Doka Tegani, Dokaro, Pialina Yaka, Doka de Matun in it. The men, the name of your message. Ông giao tao sẵn gì đâu mà thế, ông giao tao sẵn gì đâu mà xiên gì, cho nó đâu, mình giao này, giao tao rồi, sẽ có ai chịu này mà lâu đấy thì ăn thịt bây giờ, amen, thì tôi thấy là sẽ một đi, cho nó có thâu bia, rồi cho nó tới khán chân của bọn nó, rồi là vấn đề trên này này, phía trên chỉ rồi cho the authentic worship conference, lâu nay chỉ mà cho nó đâu phía trong mà chỉ để xin cái số đóng trả đấy ấy chỉ mà cho nó đâu lúc ngày đấy mà tiêu mà phát sinh siêu thế này số đóng này phía trước là xin cái số đóng này em cho nó dùng gì để theo thì nghe rồi đi làm cho khu vực mình xin bên này sẽ để làm nó cho nó sẽ cắt ra bây giờ là đấy khám mà đấy Pascal suy nghĩ chỉ mà mình đấy khám mà taxi đấy là mà xin đi mà bây giờ là này taxi bùi cái là bùi phía chỉ mình xin đi mà số đóng này sao mà cái chuyện là đi sao mà nó chuyện là đi sao mà chuyện này đi mình nên chỉ bảo mà chim nào thì em phía thì dùng gì ra về phía thì nghe rồi chỉ nghe rồi mình sẽ dùng gì anh này worship service rồi đấy anh đi worship service ở đâu đấy mà phía thì nghe chỉ mà rồi mình phải làm điều đấy thì mà chỉ đấy thì mà nhau làm này luôn này bảo vệ cho này luôn này đâu sao đó cả sao lâu lâu rồi phía thì nghe biết gì biết làm gì đấy là phía thì nghe tết tết bảo nó rồi thế cháu bây giờ thì cả mà chú tập trình cũng mà làm một trong chính sách này rồi tết tết bảo nó nằm ở trên này tết tết khăn chừng nào bây giờ rồi mình mới suy bây giờ khai ở đây tham mà phía thì nghe khó đi chú lại phía thì bây giờ tết tết chú lại phía thì bây giờ hallelujah bây giờ mà tôi ta tôi mớiรู้đâu khai mà phải để phía thì bây giờ rồi cháu cho nó tết tết khăn chừng nào bây giờ okเราเส้นบ้านแม่สุยชูตะพี่กูมาเราหมดจังทีเฉลยสิเด้ဟုတ်ပြီချို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုံလို့ပဲတုံလို့တဲ့သမုဒ္ဒရာတို့ကြောက်ပေါ်လဲငါတို့ဒီကြောက်လို့ချီရှိဘုရားရှင်ကျွန်တော်ခိုလုံရာဖြစ်တယ်ကျွန်တော်ခွန်အားဖြစ်တယ်အချို့သဖြင့်ပြီးတော့ခါရောက်တဲ့အခါမှာကြွယ်ကြတယ်မှားဆတယ်ကုငယ်ဘုရားရှင်ဖြစ်တယ်ဒီအတွက်ကြောင့်ကိုဘီနာဘဝကြီးမှာပထဝီမြေကြီးဒီကဘာမြေကြီးကဘယ်လိုပဲဖြစ်နေပါစေမလီမီလုပ်နေပါစေတောင်များတုံလို့ပြီးတော့ပင်လယ်ထဲလို့ကြက်နေပါစေငါတို့ကြောက်လို့ချင်းမရှိဘူးတဲ့အလုံးဒီမှာပါပြီးခဲ့တဲ့ကျန်တဲ့တင်းနေတော့ငါကဒီနှုတ်သွားတယ် 6.9 scale နော် scale ကတော့ 6.9 scale လို့လို့ကျွန်တော်ဒီထဲမှာဖတ်ကြည့်တဲ့အခါမှာတွေ့ရတယ်သူတို့ပြောတဲ့အခါမှာတော်တော်လေးအန္တရာယ်ရှိတဲ့အရာဖြစ်တယ်ဒါပေမဲ့ဘုရားရှင်ရဲ့သားသမီးတွေအဲ့ဒီဒုက္ခတွေကြားထဲမှာပြန်ပြီးအကွယ်ကားတယ်လို့ဆိုတဲ့အကြောင်းပေါ့နော်ကျွန်တော်မြင်တွေ့ရတယ်ဒါကဘုရားသခင်ရဲ့အကွယ်ကားမဆခြင်းဖြစ်တယ်အဲ့ဒီတော့ကြောင့်ဘေးပထဝီမြေကြီးဒီတုံလို့တဲ့ငလီလေးလုံးနေပါစေကမ္ဘာမြေကြီးပေါ့ပါဘယ်တော့ပဲဖြစ်နေပါစေကျွန်တော်တို့ကြောက်လန့်ခြင်းမရှိရဘူးတဲ့အာမင်ပြီးတော့သမုဒ္ဒရာဒီရေဒီဟုံးဟုံးကြီးဝင်တော့ပါလေစေလိုက်တဲ့ဘိုးချတဲ့ဖြင့်တောင်များတုံလို့ပါလေစေလိုက်တဲ့ဘိုးတွေချဘယ်တော့မှချကိစ္စမရှိဘူးဘယ်တော့မှကလေးလုံးကိစ္စမရှိဘူးဘုရားခင်ရှိတယ်ကျွန်တော်တို့ကြောက်ကြမရှိဘူးတောင်များတုံလို့ပါလေစေနံပါတ်၄မြစ်တမြစ်ရှိသေးတယ်မြစ်တမြစ်ရှိသေးတယ်ထိုမြစ်ကြီးစီးရွယ်ဘုရားသခင်ဤမြို့ကြီးဟုသောအမြင့်ဆုံးသောဖျားကျင့်ဝတ်တော်မူရာတန်ရှင်သောမြို့တော်ကိုရှင်လန်းစေတတ်၏မြစ်တမြစ်ရှိသေးတယ်အဲ့ဒီမြစ်ကြီးကစီးပြီးတော့ဘုရားသခင်ကျင့်ဝတ်တော်မူရာတန်ရှင်တော်မြို့တော်ဆိုတဲ့ဘုရားသခင်ကျင့်ဝတ်တော်မူရာမိတ်ဆွေဖြစ်တယ်အာမင်ဘုရားသခင်တန်ရှင်တော်မူရာကျွန်တော်တက်တာဖြစ်တယ်အဲ့ဆိုအဲ့ဒီမြစ်ကြီးကကျွန်တော်ထဲမှာစီးပြီးတော့မပြောလဲရှင်လန်းစီတယ်နော်တန်ရှင်တော်မျိုးတော့ကိုရှင်လန်းစီတယ်ရဲ့ဆိုတော့မိတ်ဆွေနဲ့ကျွန်တော်ကတာမန်လူမဟုတ်ဘူးဘုရားသခင်ကျင့်ဝတ်တော်ကိုရာမြို့တော်ဖြစ်တယ်အာမင်
ဖျားရင်ကျင့်ဝတ်တော်မူရာမြို့တော်ဖြစ်တယ်အာမင်ဆိုတော့ကိုဘေးနားမှာရှင်းမင်းစီကနှုတ်ဆက်ပြီးတော့မစ္စည်းကဖျားရင်ကျင့်ဝတ်တော်မူရာမြို့တော်ဖြစ်တယ်ဆိုပြီးတော့နှုတ်ဆက်ကြရအောင်အာမင်မစ္စည်းကတာမန်လို့မဟုတ်ဘူးဖျားရင်မစ္စည်းထဲမှာကျင့်ဝတ်တယ်မစ္စည်းအဖြစ်ဖျားရင်ဘုံတော်ထင်ရှားမှာဖြစ်တယ်ဖျားရင်ကျင့်ဝတ်တော်မြို့တော်ကိုရှင်လန်းစေတယ်ကျိုးမျိုးဒီဖျားရင်ကျင့်ဝတ်တော်မူရာဖြစ်ပြီးတုံ့လို့ခြင်းမရှိတာတဲ့ဟာလေလုယာကျိုးမျိုးစုဖြစ်တဲ့မရှိတဲ့ကျွန်တော်ဟာဖျားရင်ကျင့်ဝတ်တော်မူရာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘေးနားဘဝချင်းမှာငလီတွေလုပ်နေပါစေအခက်အခဲတွေရှိနေပါစေဒုက္ခတွေဘယ်တော့ပဲပွားများနေပါစေတုံ့လို့ခြင်းမရှိရဘူးတဲ့အဲ့ဒီပြည့်ရည်ဖြစ်တဲ့တန်ရှိသောဝိညာဉ်တော်ကမရှိတဲ့ကျွန်တော်တက်တာမှာစီစဉ်လာတဲ့အခါမှာအဲ့ဒီပြည့်ရည်ဖြစ်တဲ့တန်ရှိသောဝိညာဉ်တော်ကဘုရားခင်ကျင့်ဝတ်တော်မူရာဖြစ်တဲ့မရှိတဲ့ကျွန်တော်အသက်တာမှာကျင့်ဝတ်လာတဲ့အခါမှာကျွန်တော်အတွက်ဘာဆိုပါတခုမှမတုံ့လို့စီရတော့ဘူးကျွန်တော်တက်တာမှာဘယ်တော့ပဲเนาะအခြေအနေတွေစိုးနေပါစေအဲ့ဒီအခြေအနေတွေကိုမနိုင်တော့ဘူးအဲ့ဘာကြောင့်လဲမရှိတဲ့ကျွန်တော်ထဲမှာစီစဉ်လာတဲ့အပြည့်အဖြစ်တဲ့ဝိညာဉ်တော်အားဖြင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီပြည့်ကြီးတရားဖြင့်အဲ့ဒီဝိညာဉ်တော်ကမရှိတဲ့ကျွန်တော်ထဲမှာကျင့်ဝတ်နေခြင်းဖြစ်တယ်ကျင့်ဝတ်နေတာဖြစ်တယ်အဲကြောင့်ဇခရိ4:6ထဲမှာဤအမှုဒီမှုချားဖြစ်မဟုတ်ဘူးတဲ့တကူအားဖြင့်မဟုတ်ဘူးငါယဝိညာဉ်တော်အားဖြင့်ဖြစ်တယ်အဲကြောင့်ထုံမြင့်ရဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်မရှိတဲ့ကျွန်တော်ကအရာခတ်သိမ်းမှုတဆွမ်းနိုင်တော့လူတွေဖြစ်တယ်အရာခတ်သိမ်းပေါ်မှာအောင်မြင်နိုင်တော့အသက်တာတွေဖြစ်တယ်ဟာလေလုယာဟာလေလုယာအားလုံးခေါ်ရဘုရားရှင်ချီးမွမ်းရအောင်အာမင်ကျိုးရှိတဲ့နေ့ခဏလောက်မှတက်စီခြင်းလဲကျွန်တော်ဝိညာဉ်တော်နဲ့ပြုတ်ရတော့အသက်တာဖြစ်ဖို့နံပါတ်1ချက်နဲ့ဘုရားသခင်ကိုကိုးစားခြင်းနဲ့အသက်ရှင်အောင်အရာရာမှာဘုရားသခင်ကိုချစ်တော်စိတ်နဲ့အသက်ရှင်အောင်ဘုရားသခင်ကကျွန်တော်ခိုးလို့ရဖြစ်တဲ့ခွန်အားကိုပေးတဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်ဘောကဘေးနားပေါ်ဝင်ချင်မှာဘယ်တော့ပဲအဆိုးတွေရှိနေပါစေဘယ်တော့ပဲအားရရှိနေပါစေဘယ်တော့ပဲငင်းပန်းနေစတွေရှိငင်းပန်းနေစချင်းတွေရှိနေပါစေမြည်ရည်ဖြစ်တဲ့ဝိညာဉ်တော်ဘုရားကမိတ်ဆွေနဲ့ကျွန်တော်တဲ့အသက်တာထဲမှာအသက်ရှင်နေတာဖြစ်တယ်ဒီလိုကြောင့်မိတ်ဆွေနဲ့ကျွန်တော်တို့တုံလို့စရာတစ်ခုမှမရှိဘူးစိတ်ကြကြဘာတစ်ခုမှမရှိဘူးဝမ်းနည်းစရာဘာတစ်ခုမှမရှိဘူးအဲ့ဒီဝိညာဉ်တော်ကမိတ်ဆွေနဲ့ကျွန်တော်ထဲမှာအသက်ရှင်နေခွန်အားပေးတယ်နှစ်သိမ့်ပေးတယ်၊ကိုယ်ကပေးတယ်၊ဉာဏ်ပညာလိုအပ်နေတဲ့အခါမှာဉာဏ်ပညာပေးတဲ့ဘုရားခင်ဖြစ်တယ်။ခါလာပေးစိတ်ဆိုတဝိညာဉ်တော်ဘုရားကိုအတ္တမနေရာပေးရအောင်။ဇာဂရိ4:6ထဲမှာဒီအမှုဒီမှုချာပြီးမဟုတ်ဘူး။အာနာတကူအားဖြင့်မဟုတ်ဘူး။ငါယဝိညာဉ်အားဖြင့်ဖြစ်နေတယ်။မိတ်ဆွေရှိမှလုံးဆောင်ရမယ့်ကြီးမားတဲ့တောင်ကြီးလိုကြီးမားနေတဲ့အရာရှိကောင်းရှိနိုင်တယ်။ကိုယ့်ရဲ့အခြေအနေကိုကြည့်တဲ့အခါမှာငါမလုပ်နိုင်ဘူးငါမထပ်စွမ်းနိုင်ဘူး။ဒီအရာလို့ငါနဲ့မထိုက်တန်ဘူးဆိုပြီးတော့မိတ်ဆွေစဉ်းစားကောင်းစဉ်းစားမယ်။ဒါပေမဲ့အဲ့ဒီအရာကမိတ်ဆွေခွန်အားနဲ့မိတ်ဆွေကမတက်နိုင်ဘူးဆိုတာသိကြတယ်။ဒါပေမဲ့ဝိညာဉ်တော်အားဖြင့်မိတ်ဆွေလုပ်နိုင်မှာဖြစ်တယ်။ဝိညာဉ်တော်အားဖြင့်မိတ်ဆွေလုပ်ဆောင်နိုင်မှာဖြစ်တဲ့အောင်မြင်နိုင်မှာဖြစ်တယ်။ခုနကကျွန်တော်ကျွန်တော်ဖတ်တဲ့စာမျက်နှာ6အထက်ကနေစီစဉ်ထားတဲ့ပြည်ရေးဆိုတဲ့တန်ရှင်းလုံးကြီးတော့ကျင်းတဲ့နေရာမိတ်ဆွေတဲ့ကျွန်တော်ထဲမှာဖြစ်တယ်ဒုက္ခပါတော့ထဲမှာဘယ်လိုထားလဲဘု
ဘုရားသခင်ကျင့်ဝတ်တော်မူရာတန်ရှင်တော်မျိုးတော်မင်းစီနဲ့ကျွန်တော်ကဘုရားသခင်ကျင့်ဝတ်တော်မူတန်ရှင်တော်မျိုးတော်ဖြစ်တယ် Hallelujah.